Redmi Note 13 Pro ရဲ့ဖုန်း review လေးပေးချင်ပါတယ်။အခုကဝယ်ပြီးမှ3လကျော်ရှိသွားပြီပေါ့နော်။အဲ့တော့ကိုတီးတလောက်လေးပြန် sharing လေးလုပ်ပေးချင်ပါတယ်။ဒါဖုန်းရဲ့ဘူးပေါ့နော်။ဘူးဖုန်းဝယ်တဲ့ချိန်ကျရင်ဆိုဖုန်းရဲ့မှန်နဲ့ဒီရဲ့ case နဲ့ free ပါပါတယ်။နှစ်ချက်လည်းပြီးပါတယ်။ဆိုသူရဲ့ charging ခေါင်းပဲပါတယ်ပေါ့နော်အထဲမှာကျန်တာဘာမှမပါပါဘူး။ဖုန်းရဲ့ body လေးကဒီလိုလေးပါ။ဒီလိုလေးလှုပ်လိုက်လို့ရှိရင်ဆိုလို့လားလိုင်းလေးမြင်ရပြီးမှဒီလိုလှုပ်ရင်ကြတော့အဖြူအတန်လေးမြင်ရပါတယ်။ဖုန်း body ကတော့အရင်လာပါတယ်၄တော့စမကြကြလေးပါအတွင်းပိုင်းမှာကတော့ဒီလိုလေးပါနော်ဒါကတရုတ်ဖုန်းဆိုတော့တရုတ်စာတန်းလေးအများကြီးပေါ်ပါတယ်ကင်မရာအကောင်းဆုံးပါပဲဒီလားအခုရိုက်နေတဲ့ဥစ္စာ Vivo Y21 နဲ့ရိုက်နေတာပါအောက်ကကျွန်းမှာ Vivo ရဲ့ဖုန်းမှာမြင်ရတဲ့ကျွန်းနဲ့ဒီအခု Redmi ရဲ့ဖုန်းမှာမြင်ရတဲ့ကျွန်းနဲ့ဟိုအများကြီးကွာပါတယ်ကင်မရာအရင်တန့်ပါတယ်ပြီးကြရင်ဆိုကင်မရာရဲ့အားသာချက်က 0.6 လည်းရှိတယ်ဗီဒီယိုမှာလည်း 0.6 ရပါတယ်ရိုက်ပြီးသားပုံလေးတွေကဆိုရင်ပြမယ်နော်ဒါဒီနေ့ဈေးထဲမှာရိုက်ခဲ့တဲ့ဗီဒီယိုလေးပါအတန်လည်းရန်ကောင်းပါတယ်နောက်တစ်ခုဆိုရင်ဘူဒိုတွေအများကြီးအရှိန်မြိုက်ထားပါတော့အမှန်ဒီနေ့ဈေးရဲ့ block ရိုက်ချမ်းတာကိုကမူးရွာတော့မရိုက်ဖြစ်သွားပါတယ် Hello guys, this is afternoon time and now I am doing fine. အဲ့လိုပုံလေးပါတွေတော့ခွာရိုက်ထားရှောက်ရိုက်ထားတာတွေအများကြီးပါပဲအခုကဒီဖုန်းမှာအရင်လာပြီးမှဒီ Vivo နဲ့ရိုက်နေတာမို့လို့ Vivo ဖုန်းမှာကျတော့အဲ့လောက်ထိလာလေးမပေါ်ဘူးပေါ့နော်12ချာစီပေါ်တာကလေဖုန်းရဲ့ review လေးကတော့ဒီလောက်ပါပဲ
ကြိုက်လို့ရှိရင်ဝယ်နိုင်ပါတယ်ကာပါမထဲဘဲနဲ့ဒီလိုကင်ချင်တာဒီလားတမန်ဟိုကအကျမ်းမခံမှကြောက်လို့တာမှုရင်အရန်လာဆက်စရာလေဖုန်းကြည့်ပြီးမှပျော်ရွှင်စေတဲ့စိတ်မျိုးလေRedmi Note 13 Pro ရဲ့ဖုန်းရဲ့အထဲမှာကျတော့ဒီလိုလေးမြင်ရပါတယ်ဖုန်းကကျန်တဲ့ဖုန်းတွေနဲ့ဆိုင်လို့ရှိရင်ဆိုကင်မရာရမ်းလာပါတယ် app တွေကတော့ကျန်တဲ့ဖုန်းမျိုးပဲအားလုံး download လုပ်လို့ရပါတယ် Play Store ကနေ download လုပ်လို့မရတဲ့ဥစ္စာဆိုရင် Google မှာတွားပြီးမှရှာပြီးမှ download လုပ်လို့ရပါတယ်ဒီဖုန်းရဲ့အားသာချက်တစ်ခုဆိုတာကကင်မရာပိုင်းမှာကိုကကင်မရာကိုဦးစားပေးပြီးမှဝယ်ချင်တယ်ဆိုရင်ကျတော့ဒီဖုန်းလေးကို recommend ပေးပါတယ်ဒါကတော့ကင်မရာလေးပါနော်အခုက weather ရလည်းအဲ့လောက်ထိမကောင်းလို့ဖြစ်နေတာပေါ့နော်အဲကြောင့်မနည်းနည်းမောင်မောင်မမိတ်လည်းလို့ဖြစ်နေတာမူခုမှမူးရွာထားဆိုတော့လေကြည့်ကြရင်ဆို 0.6 ကင်မရာလည်းပါပါတယ်ဗီဒီယိုဆိုရင်လည်းအဲ့လိုပါပဲ 0.6 ရပါတယ်မအိမ်တိုင်းလုံးလည်းပေါ်ပါတယ်နော်ဒါ1ဒါ 0.6 YouTube အတွက်ဗီဒီယိုတွေရိုက်မယ်ဘာညာဆိုရင်ဒီကင်မရာလေးကတော်တော်ဆင်ပြေပါတယ်အစိမ်းအောင်အရွက်ပလက်တဘွားအလင်းနဲ့ဆိုရင်ကင်မရာအရင်လာပါတယ်အရှိကင်မရာထဲအနောက်ကင်မရာပို့ပြီးမှအားတာပါတယ်ပို့ပြီးမှလာတာပေါ့နော်app တွေကလည်းအားလုံးသုံးလို့ရတယ်တကယ်လို့ game အတွက်ပြောမယ်ဆိုရင်ကြတော့ game အရင်ဆော့တဲ့လူတွေအတွက်ကြတော့အစင်မပြေတော့ဘူးလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုက game အရင်ဆော့ရင်ဖုန်းကအရင်ပူနိုင်ပါတယ်အဲ့တော့ဖုန်းကအပူလွယ်တယ်ပေါ့ပြောရမယ်ဆိုရင်ဒါပေမဲ့ဒီတိုင်း TikTok Facebook တို့ Messenger တို့YouTube တို့အဲ့ဒါတွေပဲကြည့်ရင်ကြတော့ဖုန်းကအလောက်ထိမပူပါဘူးနည်းနည်းပဲပူရပါတော့မပူဘူးလို့တော့ပြောလို့ရတယ်ဒါပေမဲ့နည်းနည်းပူတယ်ပေါ့ဒါပေမဲ့ game ဆော့မဲ့လူတွေအတွက်ကြတော့အဆင်ပြေမယ်လို့မထင်ပါဘူးနောက်တစ်ခုအားတာချက်ဆိုတာဒီဖုန်းဥစ္စာက battery က100%ရာခိုင်နှုန်းမှာဘယ်လောက်ပါလား map က9000ထင်တယ်9000မှာတော်တော်ခံပါတယ်တော်တော်လေးကိုခံပါတယ်တော်တော်ခံတဲ့အပြင်မှာဖုံးအားတွေးရတာမိန်အကြိုက်ဆုံးပါပဲဖုံးအားဘလောက်ပဲရှိနိုင်ဝက်45မိနစ်ဆိုရင်100%ရာခိုင်နှုန်းအပြည့်ပဲဖုံး 0% ရှိတယ်ဆိုရင်လည်း45မိနစ်တွင်လိုက်ရင်ဆို100%ရာခိုင်နှုန်းတကယ်လို့20-30ရှိရဆိုနိုင်ဝက်ပဲတွင်ထားလိုက်ဆိုခဏလေးဆိုအားပြည့်ပါတယ်အဲ့ရဲ့အချက်တစ်ခုကတော့အရင်ပဲကြိုက်ပါတယ်အဲ့ရတစ်ချက်ဘက်ထရီအပိုင်းဖုန်းအားတွင်းရတာအဲ့ရပိုင်းအရင်ကြိုက်တယ်ဒုတိယပိုင်းကတော့ကင်မရာကိုကကလေးရှိတယ်ဆိုတော့ကလေးကိုအရင်တပ်ပုံရိုက်ပြီးရကြိုက်တယ်ပေါ့နော်တပ်ပုံဗီဒီယိုတွေအဲ့ဆိုခုကပြန် YouTube ဘက်မှာလည်းဗီဒီယိုတွေ upload လုပ်လို့စူးစမ်းနေပါတယ်အဲကြောင့်မို့ကင်မရာပိုင်းကိုသဘောကျလို့ဝယ်ထားတာပါဒါအခုတုံးနေတာဘယ်လောက်ရှိပြီလဲဆိုရင်တလားလောက်တော့ရှိပါပြီဖုန်းကဘာမှတော့မဖြစ်ပါဘူးဒီဖုန်းက2မျိုးလာတယ်ပေါ့နော်2မျိုးထဲမှာမှထိုင်းထုံးနဲ့ global ဆိုတာနဲ့ China ဆိုတဲ့ဥစ္စာ2မျိုးလာပါတယ်ဒါပေမဲ့အခုကမြန်မာပြည်မှာ China ပဲအများစုရှိတယ်ပေါ့နော် global ကမရှိတော့ပဲဖြစ်ပါတယ် global အလုံးကိုရှာဝယ်ပါတယ်ဒါပေမဲ့မရခဲ့ဘူးပေါ့နော်အဲ့တော့ဒီ China အလုံးကိုပဲဝယ်ခဲ့ပါတယ်China လုံးပဲဝယ်ခဲ့ပါတယ်ဖုန်းလေးက300တော့စင်ပြေပါတယ်ဈေးလေးကတော်ဝယ်တော့အချိန်တုံးကဆိုဈေးရဘယ်လောက်လဲဆိုတော့9သိန်းနဲ့6000မှာသူတို့အပေါ်အမှန်လေးတွေကပ်ပြီးတယ်အထဲမှာဖုန်းရဲ့ကာဘာပါတယ်ဗောနော် free လက်ဆောင်အနေနဲ့ကျတော့အဲ့ဒါလေးတွေပါပါတယ်app လေးပါလေးဆိုရင်လည်းအကုန်တောင်းရတာအကုန်အဆင်ပြေပါတယ်အခုကဒီမှာ internet က line မမိဖြစ်နေလို့
အားလုံး3ရအဆင်ပြေပါတယ်ဈေးကလည်းတင့်ပါတယ်လို့ပဲပြောရမယ်ပေါ့နော်ဈေးလည်းအရင်မကြည့်ဘူးဈေးလည်းအရင်မနေဘူးဘယ်လို iPhone တွေကင်နိုင်တဲ့လူဆိုရင်တော့ iPhone ပဲကင်ချင်တဲ့လူဆိုရင်တော့အဲ့ဒါတော့တစ်မျိုးပါနော်တကယ်လို့ကိုကဒီရဲ့ Android တွေကပဲသုံးချင်တယ်ဆိုရင်ကြတော့ဒီရဲ့ဖုန်းလေးကအဆင်ပြေပါတယ်ဒါပေမဲ့ game သမားတွေကိုတော့ recommend မပေးပါဘူးဖုန်းပူမှာဆိုလို့ပါကျေးဇူးပါဒီလောက်ကြည့်ပေးတဲ့အတွက်ကျူစာရဲ့ Facebook ကို like subscribe and share လေးလည်းလုပ်ပေးတော့ပါကြည့်လို့ရှင်ဆိုလာမယ့်3လအတွင်းမှာ subscribers 1000နဲ့ပြည့်အောင်ကြိုးစားနေပါတယ်အကြောင်းမို့ကျေးဇူးပြု၍ကူညီတဲ့အနေနဲ့ subscribe လုပ်ပေးတော့ပါကျေးဇူးပါ